တော့ဆရာဒီနေ့2026နှစ်တကူမှာကိုရဲ့ရှိမှာပြည်မီတဲ့ပြည်ပရိသတ်ပဲဖြစ်စီပြည်ပရိသတ်မဟုတ်ဒီပဲဖြစ်စီကိုယ်လုပ်ဖို့ကိုင်မဲ့သူဆရာသမားတွေရည်သူမဆိုးပေါ့နော်ချက်တီမင်္ဂလာဖျားပြပြည့်စုံပြီးတော့ကောင်းကျိုးလို့ဆန္ဒပြေပါပါစေလို့2026ရဲ့နှစ်အကျိုးပေါ့နှစ်တကူစာလေးမှာဆူတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာပေးခြင်းတဲ့လက်ဆောင်လေးတစ်ခုရှိပါတယ်ဒါကတော့2026ခုနှစ်တစ်နှစ်မှာကိုဖြစ်ခြင်းတဲ့အကြောင်းအရာလေးကိုဖြည့်ပေးမှုဖြစ်ပါတယ်အဲ့တော့အရင်တော့ဆရာတော်က live မှာတင်ပေးတယ်ဆိုရင်ကြည့်မိတယ်သူရှိမကြည့်မိတယ်သူရှိကြောသွားတယ်သူရှိတယ်တခါတည်းပဲဟိုအမေးဖြေလေးဆရာဆောင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကောင်းပြီဒါဆိုလို့ရှိရင်အခုဆရာကဟောပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာစိတ်ကိုအေးချမ်းထားပြီးတော့1 2 3 4 5ခဏတစ်ခုကိုအောင်ပြုပေးဖို့လိုပါတယ်မေခွန်းကိုလည်းအောင်ပြုပေးဖို့လိုပါတယ်မေခွန်းကတော့ကျွန်တော်အလုပ်ရမှာလားနောက်တော့ဒါမှမဟုတ်ယာရုတိုးမှာလားဒါမှမဟုတ်လို့ရှိရင်ထီပေါက်မှာလားဒိုရီမိုနိုင်ငံသားသွားမှာလားဒိုရီမိုချစ်သူကဖို့ချစ်မှာလားချစ်ခင်မှာလားပြန်လာမှာလားအိမ်ရထွက်သွားတယ်ဆိုရင်ပေါ့နော်အထပ်ပြေကိုမေးခြင်းနဲ့မေးခွန်းစိတ်ထဲမှာအာရုံပြုထားလိုက်ပါအဲ့တော့ဒီတစ်နှစ်စာအတွက်ဖြစ်တဲ့အတွက်ကြောင့်တစ်နှစ်လုံးအတွက်ခြုံငုံရတဲ့မေခွန်းမျိုးကိုစိတ်ထဲမှာအာရုံပြုနေတော့ပိုကောင်းတယ်ဟိုဒီနှစ်ကကျွန်တော်စီဝါတက်လာမှာလားစီအောင်ကောင်းမှာလားစသဖြင့်ပေါ့နော်အိမ်အသင့်မှနေရမှာလားစသဖြင့်တလူမေခွန်းတော့ဆရာအခုမဟောပြောခင်စိတ်ထဲမှာအာရုံပြုတာကိုလိုအပ်ပါတယ်လိုအပ်ပြီအဲ့တော့ဒီမေခွန်းလေးက yes or no ဖြေလို့ရတဲ့မေခွန်းလေးပဲဖြေရမှာဖြစ်ပါတယ်ဥပမာဆိုတော့ကျွန်တော်ချစ်သူကကျွန်တော်ပြစ်သွားတယ်ကျွန်တော်ဘာလို့ရမလဲဆိုတာမျိုးတော့ဖြေလို့မရပါဘူးဘာလို့လဲဆိုတော့ဒါဆရာဘာလို့ရမလဲလို့မေးလိုက်လို့ရှိရင်ဒီရဲ့နောက်ပိုင်းမှာမွေးနေ့ဆေးရမှာတွေကြံတဲ့အချက်လက်တွေစစ်ဆေးရမှာတွေဟောပြောရမှာတွေအများကြီးရှုပ်ထွေးပါတယ်ပြီးလို့ရှိရင်သူ့ရဲ့တခွန်းနဲ့လည်းဖြေလို့ရတဲ့အခြေအနေမျိုးလဲ post မျိုးလဲမဟုတ်ဘူးအဲ့ဒါမလို့မေးခွန်းကတော့ yes or no ဖြေလို့ရသလားမရဘူးလားကိုယ့်ဘာသာကိုမေးကိုယ့်ဘာသာကိုအရင်ဖြေကြည့်ပါပြီးရင်တော့ဆရာဟောပေးမှာဖြစ်ပါတယ်ကောင်းပြီစလိုက်အောင်နော်အဲ့တော့ဟောပြီကိုဖြစ်ချင်တဲ့မိကုံးလေးကိုစိတ်ထဲမှာအောင်ပြုလိုက်ပါပြုပြီးလို့ရှိရင်1 2 3 4 5ခဏ5လုံးတွေကကြိုက်တဲ့ခဏတစ်ခုကိုအောင်ပြုလိုက်ပါ1 2 3 4 5ဘယ်အောင်နှစ်သက်ပါသလဲအဲ့ဘေးမိကုံးမျိုးမေးချင်တာလဲမိကုံးတစ်ခုပေါ့နော်2026ခုနှစ်အတွက်ကိုယ့်ရဲ့စိတ်ထဲမှာအောင်ပြုလိုက်ပါပြုပြီးပြီဆိုရင်တော့ဆရာဟောပါမယ်ကောင်းပြီတေကနာကိုအာယုံပြုတဲ့သူတွေအနေနဲ့ပေါ့နော်တေကနာကိုတစ်ကိုအာယုံပြုတဲ့သူတွေအနေနဲ့လုံးထိတ်ခိုင်နေရတာပါတယ်ယာရုထိုးရပါတယ်ချစ်သူမရှိသေးရင်ချစ်သူအစ်တွေ့ရတာပါတယ်အိမ်တော်ပြုဖို့ရည်ရွယ်ထားလို့ရှိရင်အိမ်တော်ပြုရတာပါတယ်အဲ့တော့ကျမ်းမာရေးအတွက်မေးတဲ့ဆိုရင်တော့ကျမ်းမာရေးကောင်းပါလိမ့်မယ်နောက်မိတ်ဆွေတကယ်ချင်းအပေါင်းအသင်းတွေတိုးလာပါလိမ့်မယ်တေကနာသမားရဲ့ဟောလေးဒါလေးဖြစ်ပါတယ်အဲ့တော့အစတစ်ခုတွေ့မှာပေါ့နော်အလုပ်မရှိသေးရှိမယ်အလုပ်ရလာမယ်အင်တာဗျူးဖြစ်ရင်အောင်မယ်နိုင်ငံခြားသွားရမလားလို့မေးသွားမယ် yes ဆိုတဲ့အဖြေလေးထွက်ပါတယ်ဒါတေကနာသမားအတွက်နှိကနာသမားအတွက်ပေါ့နော်နှိကနာသမားအတွက်ကလည်းအလုပ်အကိုင်တစ်ခုခုရမလားရပါလိမ့်မယ်ငွေဝင်မလားဝင်ပါလိမ့်မယ်ဒီပေါက်မလားဒီပေါက်နိုင်ပါတယ်ဆိုတော့တေကနာမှာတော့ဒီပေါက်မယ်လို့ဆရာပြောမသွားဘူးပေါ့နော်အဲ့တော့တကယ်လို့များဒီမိကုန်းလေးမေးချင်တဲ့သူတွေတွေ့ကြ yes လို့ပဲသတ်မှတ်လိုက်ပါ yes ဆိုတော့အားလုံးခြုံငုံပြီးသားဖြစ်သွားပါလိမ့်မယ်နော်ဒီနံပါတ်1ကိုယူချင်တဲ့သူလေ yes ပါတယ်ဘယ်မေးအသေးစိတ်ပြောရမယ်ဆိုရင်ဒီခဏရရှိတဲ့သူတွေကကိုယ့်ရဲ့ကြီးခဲ့တဲ့အမေအမတော်ရွေတွေအကူအညီရမယ်မျိုးသမီးကြီးတွေပေါ့နော်ရဲ့အကူအညီရမယ်စာမွေးဖြစ်ရင်အောင်မယ်ယာရုတိုးမလားဆိုတိုးမယ်နိုင်ငံခြားသွားဖို့အစီအစဉ်လုပ်တာဆင်ပြေတယ်ငွေဝင်မလားဆိုဝင်မယ်သို့တော်လက်ရှိငွေရခုမှမမြဲပဲနဲ့ပေါ့နော်ပြန်ပြီးရင်းနှီးမြှုပ်နှံတာသုံးဆွဲရလုပ်နေရတာတဲ့စီဝါဥစ္စာတိုးတက်လာမလားရောစီရောကောမလားဆိုရင်ဂုံ yes ဖြစ်ပါတယ်ဒါနံပါတ်2ရွေးတဲ့သူပေါ့နော်နံပါတ်3ရွေးတဲ့သူနံပါတ်3ရွေးတဲ့သူကတော့အချစ်ရေးအတွက်အဆင်ပြေမလားဆိုအဆင်ပြေပါလိမ့်မယ်အိမ်အောင်ပြုရမလားဆိုအိမ်အောင်ပြုရပါလိမ့်မယ်ချစ်သူတွေ့မလားဆိုရင်မရှိသေးရင်တွေ့မယ်ရှိတဲ့သူတွေလက်ထပ်ရတာပါတယ်ဒါပေမဲ့တစ်ချိန်တစ်ခါတည်းနဲ့မအောင်မြင်မနဲ့နှစ်ချိန်ကြိုးစားရတာပါတယ်အလို့အကင်နဲ့ပတ်သက်ရင်အပြောင်းလဲလေးလုပ်ရတာပါတယ်အလို့အကင်ပြောင်းလဲလုပ်ခဲ့မှုတွေကိုကလည်းကို
ကိုယ်တိုင်လည်းစူးစမ်းနေရတာပါနိုင်ငံခြားသွားခြင်းကိုစီစဉ်ထားတဲ့သူတွေဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကျမ်းမာရေးနေနေဆိုထူးထူးပြဿနာယောဂဝိညာဉ်မရှိပါဘူးအဆင်ပြေသွားပါလိမ့်မယ်နော်ဒါစီးပွားရေးကျမ်းမာရေးလူမှုရေးအကုန်ပေါ့နော်ဟုတ်ပြီနံပါတ်4အဲ့တော့ yes ပဲနော်ဆရာပြေနံပါတ်4ကလည်း yes ပါပဲဒီနေ့ကတော့ကံကောင်းတဲ့နေ့လို့လည်းပြောလို့ရပါတော့နော်ဘေးတဲ့မိကုန်းတွေမှာဆရာတယ်လို့ဖြေရတာစိတ်ချမ်းသာပါတယ်နံပါတ်4ကတော့ရွေးမိတဲ့သူကလည်းကံကောင်းပါလိမ့်မယ်မမျှော်လင့်တဲ့ငွေကြေးတွေအဆုလည်းပြောလို့ရတာပါတယ်ထီပေါက်မလားဆိုထီပေါက်ပါလိမ့်မယ် yes လို့ဆိုရင်စောစောကကတ်တွေဆွဲတဲ့သူတွေထီထိုးရပါထီပေါက်နေပါတယ်ထီကိုင်ရှိပါတယ်အဲ့တော့ဒီကဏ္ဍနံပါတ်4ကိုရွေးချယ်မိတဲ့သူတွေကလည်းအလုပ်တဲ့ကိုင်းတွေတွေ့ရတယ်အပြောင်းလဲလေးတွေ့ရတတ်တယ်နော်အထူးငွေကြေးဝင်တတ်တယ်ပုံမှန်ငွေကြေးတွေအများကြီးငွေဝင်တတ်ပါတယ်အဲ့လိုငွေကြေးဝင်လာရင်မိနေရတစုံတစ်ယောက်ကဖျားလို့နာလို့ဖြစ်တယ်ဒါပေမဲ့စိုးရိမ်စရာမရှိပါဘူးအဲ့တော့အခြေအတွက်အိမ်တော်ရေးအတွက်ဆိုရှင်လည်းအဆင်ပြေသွားပါလိမ့်မယ်ဒီအခြေအိမ်တော်ရေးမင်းလည်း yes ပါပဲအဲ့တော့စိတ်ပေါ်ကြားမိုက်ဆိုတဲ့ကြားမိုက်ပူကောင်းလာပါလိမ့်မယ်အားလုံးအဆင်ပြေပါတယ်ဟောနံပါတ်5ရွေးတဲ့သူပေါ့နော်နံပါတ်5ရွေးတဲ့သူကတော့စီးပွားရေးကျန်းမာရေးလူမှုရေးတွေမှာအောင်မြင်နိုင်ပြီမဲ့အခက်အခဲတွေရှိတတ်ပါတယ်အလုပ်အကိုင်အသစ်တစ်ခုလုပ်ဖို့ကြိုးစားနေရမလားရပါမယ်ဒါပေမဲ့ကြိုးစားအောင်ဖြစ်ပါတယ်နော်ပြဿနာအခက်အခဲတွေလူမှုရေးကိစ္စတွေမှာရှိသလားဆိုအတိုက်ခံနေဆန့်ကျင်တဲ့သူတွေရှိတယ်သို့တော်လည်းကိုယ့်ဖတ်တာကိုဖြည့်ရှင်းနေမှလိမ့်မယ်နောက်ပြီးတော့အခက်အခဲတွေကိုတော့ပေပေပါမှဖြည့်ရှင်းရဖို့အကြောင်းရှိတတ်ပါတယ်အလုပ်အကိုင်ပဲဖြစ်စီစီးပွားရေးပဲဖြစ်စီအားတွေအလုံးကြော်လာပြီးအောင်မြင်တတ်ပါတယ်ကျမ်းမာရေးမှာတော့မျက်စိနာတတ်တယ်မျက်မှန်ပါဝါတိုးရတတ်တယ်ဒါမျိုးလေးရှိပါတယ်နောက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ရင်တော့အထူးဆောင်ရွက်ပါဒီကဏ္ဍရတဲ့နံပါတ်5ရွေးမိတဲ့ဘာသာရေးနဲ့ပတ်သက်လို့အထူးအမှဒိဋ္ဌံဝန်တာတော့ပရိစိတ်တာတော့ပေါ့နော်ဒါမျိုးဆောင်ရွက်တယ်ဆိုရင်ဒီကဏ္ဍကလည်းတင်တော်ကောင်းမတဲ့ကဏ္ဍနဲ့မှာတော့ပါပါတယ်ဒါကြောင့်မလို့ဒီနေ့ကတော့မေးတဲ့သူတွေအကုန်လုံးနှီးပါက good ပါပဲအဲ့တော့ဒါကြောင့်မလို့ဒီတိုင်းပဲဆရာဟောတဲ့ဟောကြီးလေးအတိုင်းပဲအားလုံးအစီအမီချုံမွေးကြပါစေလို့ဆုတောင်းပါတယ်နံပါတ်5ကဏ္ဍမှာတခုရှိတာကတော့အခြေတို့အိမ်တော်ကြီးတို့ဆိုရင်တော့ဟိုထင်းသလိုမပေါက်ဘူးပေါ့နော်ဒါလေးတခုတော့သိပါဒါလေးကတော့ဆရာဟောကြံသွားတော့ပေါ့နော်အခြေအိမ်တော်ကြီးမှာတော့ခက်ခဲလေးပြဿနာလေးရှိနေပါသေးတယ်လုံးဝကြီးဖြစ်ခွာသွားတယ်ကွဲခွာသွားတယ်တော့ဒီလိုတော့မဟုတ်ပါဘူးအဲ့တော့ဒီဟောကြီးလေးအတိုင်းပဲကောင်းသောလှလှပါများဝင်ပါစေကျမ်းပါချမ်းသာကြပါစေ